မောင်ချောင်းတွေအားလုံးဟာလျှို့ဝှက်ပြီးစမ်းကြဲတဲ့နေရာတွေမှာရှိတတ်ကြပါတယ်။ဒီကြောင့်ကလည်းအမေရိကန်ရဲ့ထူးခြားတဲ့နေရာမှာတရှိပါတယ်။အမေရိကန်ရဲ့အရှိမြောက် Massachusetts ပြည်နယ်က Mount Greylock တောင်ထိပ်မှာရှိတာပါ။ဒီကြောင့်ကိုတောင်ထိပ်မှာ granite castle ပုံစံမျိုးတိစောက်ထားပါတယ်။အမေရိကန်မှာတော့မော်ပင်ညံတက်တဲ့သူသားတွေကို no match လို့ခေါ်တာကိုတော့သိပြီးသားဖြစ်မှာပါ။ဒီကြောင့်ရဲ့ထူးခြားချက်တွေကတစ်ခုက no match နဲ့ wizard ကိုပေါင်းဖော်ထားတဲ့တစ်ခုတည်းသောကြောင့်ဖြစ်တာပါပဲ။ဟုတ်ပါတယ်။ဒီကြောင့်တိဆောင်တဲ့သူတွေက Isozia နဲ့သူမရဲ့ခင်မွန်း no match ဖြစ်တဲ့ James Stewart တို့ရဲ့မွေးစားသားနှစ်ယောက်ဖြစ်တဲ့ Chad West နဲ့ Wilbur Booth တို့ရဲ့ပဲဖြစ်ပါတယ်။ Isozia ကဘူရာမောရဲ့အဝေးကတော်ဆက်တဲ့ဘိုးဘွား ancestor တစ်ယောက်ပါ။ဒီဗီဒီယိုမှာတော့အကြောင်းမဲ့အသေးစိတ်ပြောပြချင်တာဖြစ်တဲ့အတွက်ကြောင့် Isozia အကြောင်းရဲ့ဘူရာမောနဲ့ဘလို့တော်ဆက်တာလဲဆိုတာရဲ့သူ့ရဲ့မွေးစားသားတွေရဲ့အကြောင်းကိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှာအသေးစိတ်ပြန်ပြီးရှင်းပြပေးပါမယ်။ Isozia ကဟော့ဝါအကြောင်းကိုတက်ချင်ခဲ့ပေမဲ့သူမရဲ့ရက်ဆက်တဲ့ဒေါ်လေးဖြစ်တဲ့ Gomlin Count ကခွင့်မပြုခဲ့လို့ကြောင်းတက်ခဲ့ရပါဘူး။ဒါပေမဲ့သူမဟာဟော့ဝါအကြောင်းကိုကြောက်ဦးနာဝနဲ့အရန်အားကျခဲ့တာကြောင့် Evamoni ကိုလည်း Hogwarts ပုံစံအတိုင်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။သူမက Salazar Slytherin ရဲ့တိုက်ရိုက်မျိုးဆက်လည်းဖြစ်ပါတယ်။ဒီကြောင့်ကို18ရာစုအစောပိုင်း1620ဝန်းကျင် Greylock တောင်ထိပ်မှာပဲတဲအိမ်လေးတအိမ်ကနေစပြီးတော့ဖွင့်ခဲ့တာဖြစ်ပါတယ်။ကျောင်းသားခေါ်ယူတဲ့ချိန်မှာလည်း Izo မှာရှိတဲ့ Salazar Slytherin ရဲ့မော်ဒန်ကိုအသုံးပြုပြီးတော့နီးစပ်ရာမော်ဆရာတွေကိုရှာဖွေခဲ့တာကနေစတင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့အခြားကျောင်းတွေလိုပဲမော်ဆွမ်းရှိတဲ့ကလေးတွေကိုဖိတ်ခေါ်ပါတယ်။ကျောင်းကိုဘယ်လိုလာရလဲဆိုတော့ကျောင်းသားတွေဟာ Mount Greylock တောင်ကြီးကိုတော့နီးမျိုးစုံနဲ့လာကြရပြီးတော့ထိပ်ကိုတော့မော်အတက်နဲ့ဖုံးကွယ်ထားတဲ့လမ်းကြောင်းတွေကနေတက်လာကြတာဖြစ်ပါတယ်။ Hogwarts Express လိုမျိုးယထာသီးသန့်ရှိရလို့တော့မှတ်တမ်းထဲမှာရေးမထားပါဘူး။ Evamoni က Hogwarts ပုံစံအတိုင်းပဲအဆောင်လေးခုရှိပြီးတော့မော်တော်ဝါတွေကိုအစွဲပြုပြီးတော့မှတ်ခေါ်ထားတာဖြစ်ပါတယ်။နံပါတ်1 Horn Serpent Horn Serpent ကဉာဏ်ပညာကိုဦးစားပေးတဲ့ကျောင်းသားတွေအတွက်ပညာရှင်တွေကိုကိုစားပြုတဲ့အစား One Pass ကတော့ခွန်အားနဲ့ကိုကျင့်တရားကိုဦးစားပေးတဲ့သူတွေအတွက်ပြောရမယ်ဆိုရင်တိုက်ခိုက်ရေးသမားတွေကိုကိုစားပြုတဲ့အစားနံပါတ်3 Thunderbird ကတော့စွန့်စားလိုစိတ်ရှိတဲ့သူတွေအတွက်ခီးသွားမယ်စွန့်စားမယ်ဆိုတဲ့သူတွေကိုကိုစားပြုတဲ့အစားနံပါတ်4 Pakwiji ကကျင်နာတတ်ပြီးတော့စိတ်ပညာဝါသနာပါတဲ့သူတွေအတွက်ကုသမှုဟေလာလုပ်ချင်တဲ့သူတွေကိုကိုစားပြုတဲ့အစား Fantastic Beasts ကညီမနှစ်ယောက်ဖြစ်တဲ့ဒီနာက Thunderbird အဆောင်ကဖြစ်ပြီးတော့ Queenie ကတော့ Pakwiji အဆောင်ကဖြစ်ပါတယ်။ Evamoni ကကမ္ဘာပေါ်မှာဆိုရင်ဒီမိုကရေစီအစံဆုံးမော်ကျောင်းလို့တောင်သတ်မှတ်လို့ရပါတယ်။ဟုတ်လဲဆိုရင် Hogwarts မှာအဆောင်ခွဲတဲ့အခါမှာဆိုရင်တော့ Sorting Hat ကဆုံးဖြတ်ပေးပေမဲ့ဒီကျောင်းမှာတော့ကျောင်းရဲ့အဝင်ခန်းမအလယ်မှာရှိတဲ့ဒစိမ့်ဝိုင်းကြီးဖြစ်တဲ့ Guardian Knot ကကျောင်းသားတွေကိုအဆောင်ခွဲပေးတာဖြစ်ပါတယ်။ကျောင်းသားတွေက Guardian Knot ဒစိမ့်ပေါ်မှာရက်ရပါတယ်။အဆောင်သင်္ကေတရုပ်ထုကတုံ့ပြန်နေဆိုရင်ကိုကအဲ့အဆောင်မှာတက်ရမှာဖြစ်ပါတယ်။အဆောင်သင်္ကေတရုပ်ထုတွေကတစ်ခုနဲ့တစ်ခုတုံ့ပြန်ပုံချင်းလည်းမတူကြပါဘူး။ Horn Serpent ကဆိုရင်နှစ်ခုပေါ်ကကျောင်းမရတနာလေးတောက်ပလာတာ။ One Pass ကဟိမ့်တန်ပေးတာ။ Thunderbird ကတောင်ပန်ခတ်ပြတာ။ Pakwiji ကမြားကိုအပေါ်ကိုမြောက်လိုက်တာ။ထူးခြားချက်ကတခါတလေအဆောင်တစ်ခုတက်ပို့ပြီးတော့ကျောင်းသားတစ်ယောက်ထက်ကိုရွေးချယ်တတာတွေလည်းရှိပါတယ်။အဲ့ဒီအခါမှာတော့ကျောင်းသားကမိမိကြိုက်တဲ့အဆောင်ကိုပြန်ပြီးတော့ရွေးချယ်ခွင့်ရှိပါတယ်။ Serafina Peccori ကတော့အဆောင်လေးခုစလုံးရဲ့ရွေးချယ်မှုကိုခံခဲ့ရတဲ့ရှားပါးကျောင်းသူတစ်ယောက်ပဲဖြစ်ပါတယ်။သူမကနောက်တစ်ချိန်မှာ America မှာရှိတဲ့ Magical Congress of the United States of America MAC USA ကိုဦးဆောင်တဲ့သမရဖြစ်လာသူပဲဖြစ်ပါတယ်။ပညာသင်နှစ်တွေကတော့ Hogwarts လိုပဲအသက်17နှစ်မှာစတက်ရပြီး9နှစ်ကြာသင်ယူရပါတယ်။အသက်18နှစ်18နှစ်မှာတော့ကျောင်းပြီးပါတယ်။သူ့ကျောင်းမှာသင်တဲ့ဘာသာရပ်တွေကတော့အခြေခံမော်ပညာတွေဖြစ်တဲ့ Charms မော်ကာတာအတက် Defense Against the Dark မော်နဲ့ကာကွယ်ရေးအတက် Transfiguration လို့ခေါ်တဲ့ရုပ်ပြောင်းရုပ်လက်အတက်Hogwarts မှာဆိုရင်တော့ Professor McGonagall တင်တဲ့ဘာသာရပ်ပေါ့။ဒါအပြင် American ဒေသထွက်အပြင်နဲ့သတ္တဝါတွေအကြောင်းကိုလည်းသင်ရပါတယ်။ထူးခြားတဲ့ဘာသာရပ်အနေနဲ့ divination လို့ခေါ်တဲ့ရှေ့ဘီဟောအတက်တစ်မျိုးဖြစ်ပြီးတော့ sky တွေရဲ့ပုံသဏ္ဍာန်ဒါမှမဟုတ်မီးထဲမှာလောင်ကျွမ်းနေတဲ့တက်သားတွေကိုကြည့်ပြီးဟောကိန်းထုတ်ရတဲ့ Xylomancy ဆိုတဲ့တက်သားကြည့်ပြီးရှေ့ဘီဟောတဲ့အတက်ကတော့ဒီကျောင်းမှာနာမည်ကြီးဖြစ်ပါတယ်။ Hogwarts မှာလည်းရှေ့ဘီဟောအတက်ကိုသင်ပေးပါတယ်။ဒါပေမဲ့တက်သားကိုကြည့်ပြီးဟောတာတော့မဟုတ်ပါဘူး။ Hogwarts မှာလို့အဆောင်လိုက်ဝတ်ရုံအရောင်ခွဲပေးထားတာမျိုးမဟုတ်ဘဲနဲ့ကျောင်းသားအလုံးကအပြားရင်ရောင်နဲ့နီရင်ရောင်ဖြစ်တဲ့ Blue and Cranberry ကိုဝတ်ဆင်တာဖြစ်ပါတယ်။အပြားရင်ရောင်က Izo ရဲ့ Ravenclaw အဆောင်မှာတက်ချင်တယ်ဆိုတဲ့စိတ်ကူးကိုကိုစားပြုတာဖြစ်ပြီးတော့အနီရင်ရောင်ကတော့သူ့ရဲ့ခင်မွန်းဖြစ်တဲ့ James Stewart ရဲ့အကြိုက်ဆုံးအချိုပဲဖြစ်တဲ့ Canterbury Pine ကိုကိုစားပြုထားတာဖြစ်ပါတယ်။ဝတ်ရုံတွေအားလုံးကိုတော့ရွှေရောင်ဖြစ်တဲ့ Guardian Knock in တို့တစ်စိမ့်နဲ့ချုပ်နှောင်ထားပါတယ်။နောက်ထပ်ထူးခြားတာတစ်ခုကကျောင်းသားတွေကကျောင်းကိုမော်တုတ်တံပါပဲလာကြရပါတယ်။အဆောင်ခွဲပြီးတဲ့အခါမှာတော့ကျောင်းသားတွေကိုခန်းမတစ်ခုကိုခေါ်သွားပြီးတော့မော်တုတ်တံရွေးချယ်ပွဲလုပ်ပေးပါတယ်။အဲ့ဒီမှာရှိနေတဲ့မော်တုတ်တံအမြောက်များတွေကကျောင်းသားတွေနဲ့တင့်တော်တဲ့မော်တုတ်တံကကျောင်းသားတွေကိုပြန်လည်ရွေးချယ်တာဖြစ်ပါတယ်။ကျောင်းပိတ်လို့အိမ်ပြန်ရင်လည်းမော်တုတ်တံကိုကျောင်းမှာပဲထားခဲ့ရပြီးတော့အသက်18နှစ်ပြည့်မှသာကျောင်းပြင်ပကိုယူဆောင်ခွင့်ပြုတဲ့ဥပဒေရှိခဲ့ဘူးပါ။ကျောင်းပြီးသားတဲ့ Evamoni ကျောင်းသားတွေက MAC USA American မော်ဝင်ကြီးဌာနမှာအလုပ်ဝင်နိုင်သလို Aura မော် FBI မော်တော်ဝါထိန်းသိမ်းရေးသမားဒါမှမဟုတ်လို့ရှိရင် No Much လောကနဲ့ဆက်သွယ်တဲ့နေရာတွေမှာအလုပ်လုပ်ကြပါတယ်။ Evamoni ကျောင်းမှာတော့ Hogwarts ကလိုမျိုး Adrian Minzer How East တွေအစား Pakwiji လို့ခေါ်တဲ့တော်ဝါလေးတွေကအလုပ်ကျွေးပြုပြီးတော့လုံခြုံရေးယူပေးကြပါတယ်။အားကစားအနေနဲ့လည်း Evamoni ကျောင်းသားတွေက Quidditch အပြင် Quidditch ကိုပါကစားကြပါတယ်။အားကစားချင်းတူတူ American နဲ့ British တွေရဲ့ကွဲပြားတဲ့ဒီကျောင်းကလည်းစိတ်ဝင်စားစရာကောင်းလို့နောက်ဗီဒီယိုအသစ်တစ်ခုမှာသိစိတ်ထပ်ပြောပြပေးပါမယ်။အဆိုတင်ကြားရေးဆရာကြီးနဲ့ပတ်သက်ပြီးဆက်ပြောရအောင်။ Evamoni ကျောင်းကြီးဟာအစပိုင်းမှာမိသားစုကျောင်းလေးအဖြစ်တည်ထောင်ခဲ့တာဖြစ်လို့ဆရာဆရာမတွေဟာတည်ထောင်သူမိသားစုဝင်တွေပဲဖြစ်ကြပါတယ်။ကျောင်းကြီးထွားလာတဲ့အခါမှာတော့ပြင်ကပညာရှင်တွေကိုဖိတ်ခေါ်ပြီးတင်ကြားစီခဲ့ပါတယ်။နံပါတ်1 Isozia ကကျောင်းရဲ့ပထမဆုံးကျောင်းကြီး Head Mistress ဖြစ်တယ်လို့အဓိကမှော်ပညာရပ်တွေကိုတင်ကြားပေးတဲ့သူလည်းဖြစ်ပါတယ်။သူ့ရဲ့ခင်မွန်း James Stewart ကတော့ထူးခြားပါတယ်။သူကမှော်ပညာမတတ်တဲ့ No Much ဖြစ်ပေမဲ့ကျောင်းရဲ့ပူးတွဲတည်ထောင်သူလည်းဖြစ်ပါတယ်။သူဟာမှော်ပညာကိုမတင်ကြားနိုင်ပေမဲ့မော်တုတ်တံပြုလုပ်ပုံ One Making နဲ့ကျောင်းရဲ့ရတနာအတက်တွေကိုကူညီပေးခဲ့တယ်လို့မျိုးကျောင်းရဲ့စီမံခန့်ခွဲမှုပိုင်းမှာလည်းဆရာတဦးလို့ဦးဆောင်ခဲ့ပါတယ်။နံပါတ်3 Jonas Stewart Izo ရဲ့သမီးငယ်ဆုံးဖြစ်ပါတယ်။သူမက Evamoni မှာ Defense Against the Dark လို့ခေါ်တဲ့မော်နဲ့ပညာကာကွယ်ရေးအတက်ဆရာမအဖြစ်နှစ်90ကျော်ကြာတင်ကြားပေးခဲ့ပါတယ်။သူမကကျောင်းသားတွေရဲ့လေးစားမှုကိုအလွန်ခံရတဲ့ဆရာမတဦးဖြစ်ပြီးတော့သူမရဲ့အရေးချင်းကြောင့်ပဲ Evamoni ရဲ့ကာကွယ်ရေးဘာသာရပ်ကကမ္ဘာပေါ်မှာနာမည်ကြီးလာခဲ့တာပါ။နံပါတ်4 Chadwick Books Izo ရဲ့မွေးသားကြီးဖြစ်ပါတယ်။သူကအရွယ်ရောက်လာတဲ့အခါမှာကျောင်းအတွက်တင်ညွှန်းနှန်းစာအုပ် textbook တွေကိုရေးသားခဲ့ပြီးတော့မော်အတက်တွေကိုတင်ကြားပေးခဲ့တာပါ။သူရေးသားခဲ့တဲ့ Chadwick's Charms ဆိုတဲ့စာအုပ်တွေကယနေ့ထိကျောင်းသားတွေတင်ယူနေစေတင်ညွှန်းနှန်းစာအုပ်တွေဆိုလည်းမမှားပါဘူး။ Number 5 William the Pakwiji William ကတော့လူသားမဟုတ်တဲ့ Pakwiji မော်တော်ဝါဖြစ်ပါတယ်
သူက ISO ရဲ့တငယ်ချင်းဖြစ်ပြီးတော့ ISO ကိုကူညီရင်းနဲ့ကျောင်းရဲ့ကာကွယ်ရေးနဲ့လုံခြုံရေးပိုင်းမှာဆရာတအုပ်လိုတင် ကြားပေးခဲ့တဲ့သူပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့သူ့ရဲ့အမျိုးအနွယ်တွေကကျောင်းမှာဆက်ပြီးတော့အမှုထမ်းခဲ့ကြပါတယ်။ Evamoni ကျောင်းဟာရာစုနှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့အခြားသောနာမည်ကြီးမော်ဆရာဆရာမတွေကိုခန့်အပ်ခဲ့ပါတယ်။ Number 6 Uali Hicks သူမဟာ1920ဝန်းကျင်ပြောရမယ်ဆိုရင် Fantastic Beasts က Evamoni ရဲ့နာမည်ကြီး Charms မော်ဂရာအတက်ဆရာမတအုပ်ဖြစ်ပါတယ်။သူမက Everest Dumbledore နဲ့လည်းရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ Akibert Fountainသူကတော့ Harry Potter တို့ခေတ်1990ဝန်းကျင်မှာ Evamoni ရဲ့ကျောင်းအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ Evamoni မှာကိုပိုင်ကျောင်းတစ်ချင်းသီးသန့်ရှိပါတယ်။ဒီတစ်ချင်းကိုတည်ထောင်သူ ISO နဲ့သူ့ရဲ့ခင်မွန် James တို့ကရေးသားခဲ့ပါတယ်။စာသားတွေထဲမှာကျောင်းရဲ့တမိုင်းကြောင်းတည်ထောင်သူတွေအကြောင်းနဲ့အမှောင်တုကနေငါတို့ကိုကာကွယ်ပေးတဲ့ Evamoni ဆိုတဲ့အဓိပ္ပာယ်တွေပါဝင်ပါတယ်။ကဲဒါဆိုရင်ကျောင်းနဲ့ပတ်သက်တာလေးလည်းတော်တော်လေးဆောင်သွားပြီမလို့ Fantastic Beasts ရုပ်ရှင်ရဲ့ Deleted Scenes ထဲမှာပါတယ်။ Tina နဲ့ Connie တို့ဒီတစ်ချင်းကိုတီးဆိုပြတဲ့အခန်းလေးနဲ့ပဲဒီဗီဒီယိုလေးကိုအပြီးတက်လိုက်ပါတော့မယ်။တစ်ချင်းလေးကိုတော့အဆုံးထိနားထောင်ပေးပါနော်။နောက်ထပ်စိတ်ဝင်စားစရာအသစ်သောဗီဒီယိုတွေအတွက်လည်း follow like and share လုပ်ပြီးဖို့မမေ့ပါနဲ့နော်။ We draw our inspiration from Good Witch Morrigan, for she was persecuted by common wandless man. So she fled from distant Ireland, and so our school began. Oh, Ilvermorny, Massachusetts, we choose it, the wizard school supreme. Your castle walls, they kept us safe, days with you a dream. You taught us all a magic, and now one thing's quite clear. Where we roam, I want you home. I wanna know is Ilvermorny dear. I want to be a wizard.